ဒီနေ့မှာတော့ brand image ကနှစ်ပေါင်း100ကျော်နီးပါးရပ်တည်ပြီးတော့ B-Tank ကားအမှတ်တစိတ်လည်းဖြစ်တယ်ကျွန်တော် MG ရဲ့သမိုင်းစင်လာရထင်ရှားခဲ့တဲ့ကားတွေအကြောင်းပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့1925ခုနှစ်မှာကျွန်တော် MG ရဲ့ဖခင်စီစေကင်းမကိုယ်တိုင်ဖန်တီးခဲ့တဲ့ဒီ O number 1မှာသူကဒီကမ္ဘာသမိုင်းတစ်လျှောက်မှာ MG သူက sport car စစ်အဖြစ်သမိုင်းတွင်ခဲ့ပြီးတော့ဒီ MG ရဲ့ DNA ကိုစတင်မျိုးစိချပေးခဲ့တဲ့ပြန်ကားအမွေအနှစ်ကြီးလည်းဖြစ်ပါတယ်ဒုတိယတစ်ခုအနေနဲ့1959ခုနှစ်မှာထွက်ရှိခဲ့တဲ့ MG ရဲ့ EH1H1 မှာသူကကမ္ဘာအမြန်ဆုံးစံချိန်ကိုတနအီကိုမိုင်240ကျော်နဲ့ချိုးဖျက်ခဲ့ပါတယ်ဒီလိုမျိုးကမ္ဘာအမြန်နှုန်းစံချိန်ကိုရယူပြီးတော့ MG ရဲ့နည်းပညာစွမ်းဘက်ကိုပြသခဲ့ပါတယ်တတိယတစ်ခုအနေနဲ့1962ခုနှစ်မှာကမ္ဘာတဝန်းမှာဆယ်စုနှစ်ပေါင်းများစွာရောင်းအားကောင်းခဲ့တဲ့ MGB Roadster ပါသူက MG ရဲ့သမိုင်းတစ်လျှောက်မှာ monocoque စနစ်ကိုပထမဆုံးသုံးခဲ့တဲ့ခေတ်မီအမိုးဖွင့်ပြန်ကားလေးပဲဖြစ်ပါတယ်အစီးရေ9သိန်းကျော်ကိုရောင်းချခဲ့ရလောက်တဲ့အထိကိုကမ္ဘာကျော်ခဲ့ပါတယ်brand image ကောင်းကောင်းနဲ့ကျွန်တော်ဖြတ်တန်းလာခဲ့တဲ့ MG ကနေပြီးကျွန်တော် MG မြန်မာသူကအခု2026ခုနှစ်မှာ Legend Ribbon ဆိုတဲ့ခေါင်းစဉ်နဲ့အတူခေတ်မီနည်းပညာတွေခန္ဓာထည်ဝါတဲ့ဒီဇိုင်းတွေနဲ့အတူကျွန်တော်ပြည်တွင်းမှာပဲအဆင့်မြင့်စွာတက်ဆင်ထုတ်လုပ်သွားမယ် MG ရဲ့ SUV ကားတစ်ကြီးကိုမကြခင်မှာပဲလူချင်းမင်းတို့ကိုယ်တိုင်မျက်မြင်တွေ့ရှုခန်းစားနိုင်တော့မှာဖြစ်ပါတယ်ဆိုတော့ Legend Ribbon ဆိုတဲ့ခေါင်းစဉ်နဲ့အတူမကြခင်မှာမိတ်ဆက်သွားမယ် MG ရဲ့ SUV ကားတစ်ကြီးကိုစောင့်မျှော်ကြည့်ရှုကြပါအောင်ပြောချင်ပါတယ်